အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဦးဖုံးဓာတုရေးသားသောအပြိုကြီးပုံမြင်အတွေးရတပုံမြင်များစာအုပ်ထဲမှနောက်ချီဖိုးထိုးပုံမြင်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာနောက်ချီဖိုးထိုးပုံမြင်တခါတော့ကအလွန်အမေးမြန်းထူတဲ့နောက်ချီပိုးထိုးငယ်လေးတစ်ကောင်ရှိတဲ့အမေးမြန်းထူတယ်ဆိုတာအမြဲတွေးတောစဉ်းစားနေတဲ့သူတွေရဲ့အလေးအကျင့်တစ်ခုဖြစ်တယ်အမြဲတမ်းတွေးတောနေလေတော့မေးစရာမြန်းစရာတွေကလည်းအမြဲတမ်းရှိနေတော့တာပေါ့တခါတော့အဲ့ဒီနောက်ချီပိုးထိုးငယ်လေးဟာအိုဩငှက်လေးတစ်ကောင်နဲ့အပြန်အလှန်စကားပြောပြကြတဲ့နောက်ချီပိုးထိုးငယ်လေးကသူ့ရဲ့ဝတီအတိုင်းမေးခွန်းနဲ့မေးတော့တယ်နင်ကဘာကောင်လဲအိုဩငှက်ဘာလို့အိုဩငှက်လို့ခေါ်တာလဲငါတို့ရဲ့နှုတ်ကထွက်တဲ့အတန်ဟာငါတို့ရဲ့နာမည်ပဲလေငါတို့ကအိုဩလို့အော်မြည်တယ်ဒါကြောင့်အိုဩငှက်လို့ခေါ်ကြတာပေါ့အော်ဒီလိုလားဒါဆိုရင်ကြီးကန်းနေကြတော့အာလို့အော်ပြီးအာငှက်လို့မခေါ်ကြဘူးနော်တမျိုးကြီးပဲအေးဟုတ်တယ်ဟာဇီးကွက်လို့ခေါ်တဲ့ငှက်ကိုတော့ဇီးကွက်လို့ခေါ်ကြတယ်ပီကြီးမြည်တဲ့ငှက်ကလေးတွေကိုတော့စာကလေးတဲ့ကောင်းကင်အမြင်ကြီးမှာအမြဲတမ်းပြန်ဝဲနေပြီးဘာတွေကိုသိမ့်ပိုက်ရမလဲလို့ဟိုကြည့်ဒီကြည့်ကြည့်နေတဲ့ငှက်ကြီးတွေကိုတော့သိမ့်ငှက်တယ်တကူကူလို့အော်တဲ့ငှက်ကိုတော့တကူကူငှက်လို့မခေါ်ပဲဂျိုးငှက်တဲ့နာမည်တွေကလည်းမျိုးပဲနော်သူတို့နှစ်ကောင်ဟာတရိတ်ဆန်တွေရဲ့နာမည်တွေအပေါ်မှာမေးလိုက်ကြဖြေလိုက်ကြညင်းခုန်လိုက်ကြစဉ်းစားလိုက်ကြနဲ့စကားကောင်းနေကြတော့တယ်တောက်တဲ့လို့အော်တဲ့အကောင်ကိုတော့တောက်တဲ့ပဲဟဲလို့အော်တဲ့အကောင်ကိုတော့စိတ်တယ်အိုးဝေလို့အော်မြည်တဲ့ငှက်ကိုတော့ဥတောင်းတယ်ဘိုအဲလို့အော်တဲ့ကောင်ကြတော့နွားတဲ့ရှုပ်ရှက်ခတ်နေရပဲနော်အဲ့ဒီလိုပြောနေကြရင်အိုဩငှက်ငယ်လေးကနောက်ချီပိုးထိုးငယ်လေးကိုဒီလိုမေးလိုက်တဲ့နင်တို့ဘာဖြစ်လို့နောက်ချီပိုးထိုးလို့ခေါ်ကြလဲအဲ့ဒီလိုမေးခံလိုက်ရတာကြောင့်နောက်ချီပိုးထိုးငယ်လေးဟာဘလို့ဖြေရမှန်းမသိဖြစ်သွားတော့တယ်အေးနင်မေးလို့ငါလည်းတွေးစရာတစ်ခုရသွားပြီငါရင်ကိုပြန်အောင်ငါဖေကိုငါမေးကြည့်မယ်ငါတို့နောက်ချီပိုးထိုးလို့ဘာလို့ခေါ်ကြလဲဆိုတော့ငါဖေကတော့ဖြေနိုင်မယ်ထင်တယ်နောက်တစ်ခါနင်နဲ့ငါပြန်ပြီးတွေးကြရင်အဲ့ဒီအဖြေကိုငါပြောပြမယ်အခုတော့ငါမသိသေးဘူးအဲ့ဒီနောက်ချီပိုးထိုးငယ်လေးဟာသူ့အိမ်ကိုပြန်ရောက်တယ်ဆိုရင်ပဲသူ့အဖေဖြစ်တဲ့နောက်ချီပိုးဖေကြီးကိုမေးခွန်းနဲ့မေးလေတော့တယ်ဖေကိုဒါမေးစရာရှိလို့ဟာဘာမေးအောင်မလဲကွာတော်တော်မေးမြန်းထူတဲ့ကောင်ပဲငါမှအချိန်မရှိဘူးမေးမယ်ဆိုလဲမြန်မေးကွာတားတို့ကဘာကောင်နေလဲဘလို့မေးလိုက်တယ်တားတို့ကဘာကောင်နေလဲလို့မေးတာပါဖေဟေးကိုဘာကောင်မှန်းမင်းကမသိဘူးလားနောက်ချီပိုးထိုးငယ်လေးကဘာမှပြန်မဖြေပဲနေလိုက်တယ်မှတ်ထားငါသားငါတို့ကနောက်ချီပိုးထိုးကောင်နေဘာဖြစ်လို့နောက်ချီပိုးထိုးကောင်လို့ညီတွင်ရလဲဖေဟုတ်တယ်ဖေအိုဩငှက်လို့အတန်အော်မြည်တဲ့ငှက်တွေကိုတော့အိုဩတဲ့တောက်တဲ့လို့အတန်မြည်တဲ့အကောင်ကြတော့တောက်တဲ့ဒါအများဆန်းလို့ကွာဒီပဲမှတ်ထားငါသားငါတို့တွေဟာနောက်ချီထဲမှာနေလို့နောက်ချီထဲမှာပေါက်ဖွားလို့နောက်ချီပိုးလို့ခေါ်တာအော်ဒီလိုကြောင့်လားဖေ4-5-6ရက်နေတော့နောက်ချီပိုးထိုးငယ်လေးကနောက်ချီပိုးထိုးဖေကြီးကိုဒီလိုမေးပြန်တယ်ဖေဘူးသီးတွေကချိုလားဖေဟာချိုတာပေါ့ငါသားရဒါဆိုရင်တခွားသီးတွေမုံလာဥဖြူတွေမုံလာဥနီတွေရောရတာရှိလားဖေဘာတွေလာပြီးမေးနေရတော့ရတာရှိတယ်ကွာအော်ဟုတ်ကဲ့ပါဖေဒီလိုနဲ့နောက်ထပ်3-5ရက်လောက်နေတော့ဖေတားသိကျင်လို့ပါတော်တော်မေးမြန်းထူတဲ့ကောင်ကွာဘာသိကျင်တာလဲပြောဒီလိုပါဖေပန်းသီးတွေကရောဘလို့ရတာရှိတယ်လဲဖေဟာပန်းသီးဆိုမှတော့ပန်းရောင်ရှိတဲ့အသီးပန်းပွင့်လေးတွေလို့နူးညံ့တဲ့အသီးဖြစ်မှာပေါ့စားလို့ကောင်းမှာတော့သိကြတယ်ဟုတ်လားဖေဒါဆိုရင်ပန်းကော်ဘီတို့ပန်းမုံလာတို့ရောဖေပန်းဆိုတဲ့စကလုံးပါမှတော့ကောင်းပြီပေါ့ငါသားရပန်းဆွဲတည့်ရသည်ဆိုတာကရောဖေဟာဘာတွေလျှောက်ပြီးမင်းနေရတော့ပန်းပါရင်ရတာထူးပြီးတာမှတ်တော့ငါသားဟုတ်ကဲ့ပါဖေဒီလိုနဲ့နောက်တစ်ပတ်လောက်နေတော့နွားချီပိုးထိုးငယ်လေးကဒီလိုမေးပြန်တယ်တားစဉ်းစားနေတယ်ဖေ
ဟေးမင်းကဘာတွေစဉ်းစားနေရပြန်တာတော့ဖေဖေပဲပြောဘူးတယ်လေငါဘာပြောဘူးလို့လဲဘူးသီးတွေကချို့တယ်တဲ့အေးဟုတ်တယ်လေတခွားသီးတွေကလည်းအရသာရှိတယ်တဲ့အေးဟုတ်တယ်လေမုံလာဥဖြူမုံလာဥနီတွေကလည်းအရသာရှိရလေအဲ့ဒါဘာဖြစ်တော့ဟုတ်ကဲ့ပါဖေဖေကပြောဘူးသေးတယ်လေဟိုပန်းသီးတွေကလည်းနူးညံ့နေတဲ့အေးပန်းကော်ပီတွေပန်းမုံလာတွေကလည်းချို့မိန်နေတဲ့အေးဟုတ်တယ်လေဒါဆိုရင်ဖေရဲ့သားတို့စားကြနေကြပေါက်ဖွားကြရတဲ့နောက်ချီကပန်းသီးတွေပန်းကော်ပီတွေဘူးသီးတွေလောက်ရတာလည်းမရှိနူးညံ့မှုလည်းမရှိအေးမြမှုလည်းမရှိအဲ့ဒါဘာဖြစ်တော့ဟိုသားစဉ်းစားနေပြီလို့ပါနောက်ချီတွေကညစ်ကလည်းညစ်ပတ်တယ်အရသာလည်းခါတက်တက်နဲ့တားငယ်လေးရဲ့စကားကိုနောက်ချီပိုးတိုးဖေကြီးကမျက်မှောင်ကျုပ်ပြီးနားထောင်နေတဲ့ဖေပြောဘူးတယ်လေသားတို့ကနောက်ချီပိုးတိုးကောင်နေတဲ့ဘာကြောင့်နောက်ချီပိုးတိုးကောင်လို့ခေါ်ရတာလဲဆိုရင်နောက်ချီထဲမှာနေလို့တဲ့နောက်ချီထဲမှာမွေးဖွားလို့တဲ့ဒါကြောင့်နောက်ချီပိုးတိုးလို့ခေါ်တာတဲ့ဟုတ်တယ်နော်ဖေမင်းပါကိုပြောချင်တာလဲပြောမှသာပြောစမ်းဟုနောက်ချီပိုးတိုးဖေကြီးကခက်ငေါက်ငေါက်ပြန်ပြီးမေးလိုက်တဲ့ဖေရဲ့ဘူးသီးတွေတခွားသီးတွေကနူးညံ့နေအေးမြတယ်ပန်းသီးတွေပန်းကော်ပီတွေကချိုမိန်နေအရသာရှိတယ်အဲ့ဒီလိုကောင်းမြတ်တဲ့နေရာမျိုးမှာသားတို့ကမမွေးဖွားခဲ့ကြဘူးနောက်ကြီးထဲမှာပဲဖေတို့မျိုးစားဟောင်းကြီးတွေကအစဉ်သဖြင့်ပျော်နေကြတော့နောက်ကြီးထဲမှာပဲနေကြတည်ကြပြီးတော့သားတို့မျိုးဆက်တစ်တွေကိုလည်းနောက်ကြီးထဲမှာပဲနေခိုင်းပျော်ခိုင်းတည်ခိုင်းနေကြရနော်မင်းဘယ်လိုပြောလိုက်တယ်ဟုတ်ပါတယ်ဖေတို့မျိုးစားဟောင်းကြီးတွေသာနောက်ကြီးထဲမှာပျော်မနေကြပဲဘူးသီးထဲမှာပျော်ကြနေကြမယ်ဆိုရင်သားတို့ကနောက်ကြီးပိုးဆိုတဲ့နာမည်ဆိုခေါ်ခံရမှာမဟုတ်ဘူးဘူးသီးပိုးလေးလို့ခေါ်ခံရမှာသိကြတယ်ပန်းသီးထဲမှာဖေတို့မျိုးစားဟောင်းကြီးတွေနေကြတည်ကြမယ်ဆိုရင်သားတို့ကပန်းသီးပိုးလေးတွေလို့အမည်တွင်မှာတားငယ်နောက်ချီပိုးငယ်လေးရဲ့စကားကိုနောက်ချီပိုးဖေကြီးကတအံ့တော်နဲ့နားထောင်နေတဲ့အခုတော့ဖေတို့မျိုးစားဟောင်းကြီးတွေကမကောင်းမှန်းသိတဲ့ဒီပဝင်းကျင်ကြီးထဲမှာပဲပျော်နေကြတယ်ကောင်းတဲ့ပဝင်းကျင်အတစ်တစ်ခုကိုဖန်တီးဖို့စိတ်မကူးကြဘူးဖေတို့မျိုးစားဟောင်းကြီးတွေအတွေးခေါ်မပြောင်းသေးသေး၍သားတို့ကနောက်ချီပိုးလို့အခေါ်ခံနေရအောင်မှာဘာပြောလိုက်တယ်ဟုတ်တယ်ဖေတို့မျိုးစားဟောင်းကြီးတွေကမျိုးဆက်တစ်တွေရဲ့အနာဂတ်ကိုမေ့လျော့နေကြတယ်ဖေတို့ရဲ့အသိဉာဏ်တွေကသားတို့ရဲ့အနာဂတ်တွေပါဖေတို့ရဲ့အတွေးမြင်ဟာသားတို့အတွက်ဘဝပါဖေတို့ရဲ့စေတနာတွေကသားတို့အတွက်အမွေပါဖေတို့ဟာသားတို့ရဲ့အနာဂတ်ဘဝတွေအတွက်နောက်ချီဆိုတဲ့ညစ်ပတ်တဲ့နေရာဟောင်းကြီးမှာပဲထားခဲ့ကြမှာလားဖေတို့ရဲ့အတွေးအမြင်တွေအသိဉာဏ်တွေစေတနာတွေအမျှော်အမြင်တွေမပြောင်းသေးသေး၍သားတို့တွေကလည်းနောက်ချီပိုးအဖြစ်အားလုံးကခေါ်နေကြအောင်မှာပါဘလို့အခုဆိုရင်သားတို့တွေဟာသားတို့တငယ်ချင်းတွေကြားထဲမှာအလွန်မျက်နှာငယ်နေရပါတယ်နောက်ချီပိုးတို့ကောင်တွေတဲ့ဖေတို့ကအဟောင်းထဲမှာပဲပျော်နေကြတယ်အကောင်းထဲမှာဘဝကိုမတီးဆောက်ချင်ကြဘူးဖေတို့ရဲ့အတွေးခေါ်အဟောင်းတွေကိုစွန့်ပစ်လိုက်ကြပါတော့အတွေးခေါ်အကောင်းတွေနဲ့အစားထိုးလိုက်စမ်းပါအခုဆိုရင်ဖေတို့တွေအသက်တွေလည်းကြီးကြပါပြီတေချင်းတရားဆိုတာဖေတို့အတွက်အလွန်နီးကပ်နေပြီနောင်လာမဲ့မျိုးဆက်တစ်တွေအတွက်ကောင်းမြတ်တဲ့ပဝန်းကျင်တစ်ခုကိုတက်တိရှိရှိနဲ့တီးဆောက်ပေးခဲ့စမ်းပါမှန်မှန်ကန်ကန်ပြောင်းလဲပေးခဲ့စမ်းပါဂုံတိတ်ကရှိတဲ့အမွေတွေပဲပေးခဲ့စမ်းပါသားတို့လိုနောက်ချီပိုးတိုးငယ်လေးတွေစုမိတိုင်းဖေတို့မျိုးစားဟောင်းကြီးတွေအကြောင်းပြောပြကြတယ်နောက်ချီပိုးဆိုတဲ့နာမည်ဆိုးကြီးနဲ့ကြော်ကြားပြီးပျော်ပါနေတဲ့ဖေတို့သားတို့အံ့ဩလို့မဆုံးဖေဟာနောက်ချီပိုးတိုးဖေကြီးကသူ့ရဲ့သားနောက်ချီပိုးတိုးငယ်လေးရဲ့စကားကိုမကြားကျင်အောင်စောင့်နေတဲ့မှားခဲ့ကြတဲ့မျိုးဆက်ဟောင်းကြီးတွေကကိုအမားကိုမသိကျင်အောင်စောင့်နေကြတော့တယ်တာဝန်ယူမှုမရှိတဲ့မျိုးဆက်ဟောင်းကြီးတွေကမကြားကျင်အောင်စောင့်နေကြတော့တယ်အမားကိုအမားမှန်းသိရနဲ့အဲ့ဒီအမားကိုဝင်ချတောင်းပန်ဖို့တတိမရှိတဲ့မျိုးဆက်ဟောင်းကြီးတွေကအတိတ်ကိုမေ့နေကြတော့တယ်ဒုက္ခနဲ့ငိုကြွေးတန်တွေကိုမြင်ရက်ကြားရက်နဲ့အကန်းတယောက်လိုမျိုးဆက်ဟောင်းကြီးများကလှုပ်ချင်ရလှုပ်နေကြလေတော့နောက်ချီပိုးတိုးငယ်လေးတွေရဲ့အနာဂတ်ပျောက်ကွယ်နေရတော့တယ်ဖေရဲ့တမိုင်းကိုကောင်းမြတ်တဲ့မော်ကွန်းအဖြစ်ရေးထိုးပေးပါတော့မျိုးဆက်တစ်တွေကိုဖေတကယ်ချင်းတတိရှိရှိပြောင်းလဲလိုက်စမ်းပါတော့ဖေအလိုဟိုမှာရွာလေလန်းရှိနောက်ချီပုံကြီးထဲမှာနောက်ချီပိုးတိုးကောင်ကြီးများကပျော်လို့ပါလို့ရွှင်မြူးလို့ပါလား
တချို့သောအင်အားကြီးတဲ့နောက်ချီးပိုးတိုးကောင်ကြီးတွေကတော့တကောင်နဲ့တကောင်ရန်နေဖြစ်လို့နေပါရော့လားနာတော်တာဆင်ပေးပါသောရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ